လူထုတင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံရဲဘော်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျမတို့ဖောက်ထွက် channel မှာနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မှာတော့2025ခုနှစ်အောက်တိုဘာလလူပေါင်းဒီမိုကရက်တစ်ပါတီစာချုပ်နေဖော်ပြပါရှိခဲ့သည့်ကြွေးကြော်တန်းဟာနှိုးဆော်တိုက်တွန်းချက်မဟုတ်ဒီလစကားအားဖတ်ကြားနှိပ်စက်ပေးတော့မှာပဲဖြစ်ပါတယ်ကြွေးကြော်တန်းဟာနှိုးဆော်တိုက်တွန်းချက်မဟုတ်ဒီလအောက်တိုဘာဟာလူ့ဘောင်ဒီမိုကရက်တစ်ပါတီစထွန်ထောင်ခဲ့တာ38နှစ်ပြည့်မြောက်တဲ့လပဲတနည်းပြောရင်ပါတီမွေးနေ့ရှိတဲ့လဖြစ်တယ်ပါတီမွေးနေ့အထိမ်းအမှတ်ဖြစ်ပါတီကကြွေးကြော်တဲ့3ရက်ကိုဖြစ်ကျွေးလိုက်တယ်ကလိန်ချုံရွေးကောက်ပွဲကိုတိုက်ခဲ့ကြစစ်30ကိုခြေမုံးကြပြည်သူအောင်ဝယ်ရယူကြကြွေးကြော်တယ်ဆိုတာမိမိကိုယ်တိုင်လုပ်နေတဲ့အလုပ်ချင်းချင်းတည်တည်လုပ်ကိုလုပ်မဲ့အလုပ်တွေမန်တီးဟစ်ကြွေးကျုံးဝါလိုက်တာပါနှိုးဆော်တိုက်တွန်းနေဆိုလားမိမိကအပဖြစ်တဲ့အများသူတကကိုမိမိနဲ့တူတူအားဖြည့်ပါဝင်ကြဖို့ဖိတ်ခေါ်ချက်ပါဒီနှစ်ခုနည်းနည်းကွာတယ်ဆိုကြစို့ရဲ့ဆရာတင်မိုးရဲ့ကြပြဆက်လိုက်လဲတူနေလဲညိုကြီးငါ့ကိုပြန်ပိုးကြပါလေဆိုတာနှိုးဆော်ချက်မေတ္တာရက်ခံချက်ဖြစ်တယ်ဆရာမောင်လင်းအောင်ရဲ့ကြပြအားမန်ရုံးကြွလှုံနိုးထ၍ငါဘဝထံပြန်လာမည်ဆိုတာကြွေးကြော်ကြုံရတာပါကလိန်ချုံရွေးကောက်ပွဲကိုတိုက်ဖြတ်ဖို့စစ်30ကိုချေမုံဖို့ပြည်သူအောင်ပွဲရယူဖို့လူမျိုးစုံဗမာလူကြီးကိုတိုက်တွန်းနေတာမဟုတ်တနည်းအခါပေးနေတာမဟုတ်ပါဘူးမိမိတို့ပါတီအပါဝင်တော်လဲအင်အားစုတွေကိုတိုင်ကိုကြလုပ်နေတဲ့အလုပ်ချင်းချင်းတည်တည်လုပ်ကိုလုပ်မဲ့အလုပ်ကြောင်းဟစ်ကျွေးမန်တေးကျုံးဝါလိုက်တာမျိုးဖြစ်တယ်ပါတီရဲဘော်များဟာပါတီရဲ့အခြေခံနိုင်ငံရေးရည်တည်ချက်အဖိနှိတ်ခံပြည်သူများအကျိုးဘက်ကအစင်ရက်တီကာကွယ်မယ်ဆိုတဲ့အချက်အထွေထွေနိုင်ငံရေးသဘောထားတွေကအဖိနှိတ်ခံတွေရဲ့ခုခံစစ်နဲ့အကြမ်းဖက်မှုကိုမရောထွေးသင့်ဘူးဆိုတဲ့အချက်နိုင်ငံရေးနီးလန်းဆိုတာကိုတရားဝင်ဖော်ပြခဲ့တဲ့ပါတီရဲ့အမြင်ဆွေးနွေးအဖြေရှာတာစီယုံဟောပြောတာထောက်ခံသဘောထားပေးတာစန့်ကျင်ကန့်ကွက်တာတပိတ်မောက်တာရွေးကောက်ပွဲဝင်တာလွှတ်တော်တက်ဆွေးနွေးမြေကုန်အတိပြုလုပ်တာအစိုးရဖွဲ့ပြီးတာဝန်ယူတာတိုင်ကင်းတမန်ခင်းဆောင်ရွက်တာလက်နက်ကင်တိုက်ပွဲဆင်နွှဲတာစတဲ့နီးရန်အားလုံးအကျုံးဝင်တယ်ဆိုတဲ့အချက်စတာတွေကိုလေးလေးနက်နက်နှလုံးသွင်းဖို့လိုပါလိမ့်မယ်တစ်ဆက်တည်းဆိုသလိုပါတီရဲဘော်များသတိရစေချင်တာကတော့ပြည်သူလူထုကြီးရဲ့မရေတွက်မကန့်တတ်နိုင်ကြီးမားတဲ့စွာပကားဖို့ချိုးပွင့်ပေးဖို့လိုတယ်ဆိုတဲ့ဖက်စစ်တော်လိုင်းအကျိုးကာလသခင်ဘာဟင်ရဲ့လမ်းညွှန်စကားဖြစ်တယ်။တမိုင်းလက်တွေ့ဖြတ်သန်းမှုရလူမျိုးစုံသမားပြည်သူတွေမှာသူတို့သဘောမတူတဲ့သူတို့အကျိုးကိုစန့်ကျင်တဲ့ကလိန်ချုံရွေးကောက်ပွဲကိုတုံ့ပြန်ရင်ဆိုင်မှုနီးနာတွေမရေတွက်နိုင်အောင်ရှိနေမယ်ဆိုတာယုံဖို့လိုတယ်။နေရာဒေသအခြေအနေပေးစတာတွေမတူတဲ့အလျောက်ဘာလုပ်မယ်ဆိုတာသူတို့ကိုယ်တိုင်ရွေးနိုင်နေရှိပါတယ်။ဒါလုပ်ပါဒါမလုပ်ပါနဲ့တပြေးညီတနည်းနည်းပုံသေးညှို့ကြားဖို့မဖြစ်နိုင်ပါ2021လူထုအထွေထွေတပိတ်ကြီးကိုအကြမ်းဖက်ဖြိုခွင်းတက်ဖြတ်လာတဲ့အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ကင်ခုခံစစ်ဆင်နွှဲဖို့လူမျိုးစုံပြည်သူများကိုယ်တိုင်ရွေးခဲ့တယ်ဆိုတာမှတ်ရပါနေရာဒေသအခြေအနေပေးစတာမတူတာကြောင့်တစ်ချိန်နဲ့တနေရာတွေပေါ်ပေါက်ခဲ့တာမဟုတ်ပေမဲ့ကာလတစ်ခုတွင်တပီလုံးအသွင်ဆောင်တဲ့ပြည်သူခုခံစစ်ကြီးဖြစ်ပေါ်ခဲ့တယ်မဟုတ်လားရဲဘော်တို့လူထုကြားမှာလူထုနဲ့တူတူနေပါဘလို့လူထုနီးနာကိုဆိုပူးပေါင်းပါဝင်မှာလူထုကိုလိုအပ်တယ်လို့စောင့်ရှောက်ကာကွယ်ပါတိုက်ပွဲကိုလူထုနဲ့တူတူတိုက်ပါဒါမိမိတို့ပါတီရဲ့ကလိန်ချုံရွေးကောက်ပွဲတိုက်ဖြတ်ရေးတိုက်ပွဲဖြစ်တယ်။ရီညိုလူ့ဘောင်ဒီမိုကရက်တစ်ပါတီအခြေခံနိုင်ငံရေးရည်တည်ချက်အထွေထွေနိုင်ငံရေးသဘောထား2021နိုင်ငံရေးနီးလန်းပေါ်မြင်
လူထုတည်တံကိုယ်လေးခံစား